မေတ္တာတုတ်ကမ္မထံစီဖြံပြီးတော့မှမေတ္တာကမ္မထံကိုပွားများကြမယ်ဘုရားရှင်ကတောယဌာနမှာတတပင်ဝါတပင်အောက်ကိုမှီပြီးတော့တရားအထုတ်ရတဲ့ယဟန်တော်900တို့ကိုအကြောင်းရင်းခံ၍မေတ္တာသုတ်ပေါ်ပေါက်ခဲ့တယ်ကမ္မထံအထုတ်လို့မရလောက်အောင်ဒေါဆောင်နဲ့တည်းတောင်ဆောင်နဲ့တည်းရုပ်ကစိုးနဲ့တည်းကယဟန်တော်များသူတို့နေရာမှာလာနေတော့ကြောက်စရာအဆင်မျိုးစုံအတန်းမျိုးစုံအနတ်မျိုးစုံတွေအိမ်မက်မျိုးစုံတွေမြင်ပြီးတော့အရှင်မြတ်900တို့သည်တရားအားထုတ်လို့တမာတိမဖြစ်မထေရကြီး၆ထားတော့မထေရကြီးကလည်းငါရှင်တို့အိနိယတပည့်တော်တို့တရားအားထုတ်ရန်မသင့်တော်ဘူးထင်ပါရဲ့ဘုရားရှင်ထံတော်ဘာမှာသွားပြီးနေရာတောင်းကြရအောင်အကျဉ်းကာလနဲ့ဘုရားရှင်ဒီနေရာပေးခဲ့ညာထိုနေရာနဲ့တပည့်တော်များတရားနဲ့မွေးပြောကြပါကုန်စို့လို့ကိုကြီးကုန်းကသပိတ်ကလေးတွေယူဆောင်ပြီးဘုရားကိုလာပြီး၆ထားလို့ဘုရားရှင်ကယဟန်တော်များရဲ့အတိတ်ကိုသိတော်မူခြင်းကြောင့်ယဟန်တို့ပြန်ပြီးသွားကြဤနေရာဒီသင်ရှင်သားတို့အတွက်ကျေးဇူးများလိမ့်မယ်သို့တော်ငါဘုရားသင်ပေးအပ်သောဒီမေတ္တာသုတ်တံတရားတော်မြတ်ကိုဆောင်းသွားကြပွားများသွားကြဆင်းသွားကြလို့ဘုရားရှင်ကရဏီယမတ္တံကုသရိနာစတဲ့ဂါထာတော်တို့ကိုတန်ဆာဆင်း၍သင်ပေးလိုက်သည်ရှိသောအရှင်မြတ်900တို့သည်မြတ်စွာဘုရားထံတော်ဘာကမေတ္တာသုတ်ကိုသင်ယူ၍မေတ္တာကမ္မထံစီပြန်ပြီးလမ်းတစ်လျှောက်လို့စီပြန်ကိုတို့နေတဲ့နေရာကိုလမ်းပြီးတော့မေတ္တာလေးပို့လိုက်တော့ဒေါဆောင်နဲ့တောင်းဆောင်နဲ့ဘုံမစိုးတို့ကစိုးနဲ့ဒီစိတ်တွေပြောင်းလဲပြီးမေတ္တာစွမ်းအားမေတ္တာသုတ်တကိုးတော်ကြိုးကြောင့်စိတ်တွေပြောင်းဤကရှင်ရှင်အရှင်မြတ်ကြီးများအတွက်နေရာသက်ပင်အောက်တိုင်းသက်ပင်အောက်တိုင်းမှာတပါးကြောင်ကလေးတွေ900ဖန်တီဖန်ဆင်းပေးထားကြတန်ရှင်ပြုလုပ်ထားကြအရှင်မြတ်ကြီးတို့ကိုလည်းပဲလှမ်းပြီးတော့ကြိုးဆိုတပိတ်သင်္ကန်းယူဆောင်ပြီးတော့အရှင်ဘုရားမြတ်စိတ်ချမ်းမြေစွာဖြင့်တရားအထုတ်တော်မူကြပါတပည့်တော်များကကပ္ပိယပဲဆောင်ရွက်ပါမယ်လို့လျှောက်ထားလို့အရှင်မြတ်900တို့သည်မေတ္တာကမ္မထံစီဖြန်းလိုက်ဝိပဿနာအထုတ်ဝိပဿနာအထုတ်မေတ္တာကမ္မထံစီဖြန်းလိုက်အဲ့ဒါလို့ပွားများကြီးနဲ့ညမကြခင်မှာအာသဝကုန်ခံလို့ယဟန္တာတွေဖြစ်တော်မူခဲ့ကြတယ်ယဟန္တာဖြစ်တော်မူကြခြင်းသည်မေတ္တာသုတ်ရဲ့ကျေးဇူးမေတ္တာသုတ်မေတ္တာကမ္မထံအထုတ်တဲ့ပုဂ္ဂိုလ်တို့ကိုနတ်အပေါင်းတို့ကစောင့်ချောက်မှုခံစားရကတရားတွေတိုးတက်ပြီးမျက်မှောက်ပြုနိုင်ကြောင်းမြတ်စွာဘုရားရှင်ဆုံးမအတိုင်းယဟန္တာဖြစ်ပြီးတော့ဘုရားရှင်ထံတော်ဘာပြန်ကြွယဟန်တော်ရှင်မြတ်တွေကခိနာဇာတိဟူတိတံဗျမစရိယနာပရဣတတရားပါမြတ်စွာဘုရားတပည့်တော်တို့နောက်တဲ့တပတ်ပရိသန္တိနေစရာမရှိတော့ပါဘုရားကျင့်စရာလည်းမရှိတော့ပါဘုရားဤလောကကြီးကိုပြန်မလာတော့ပါဘုရားလို့လျှောက်ထားတော့ယတာတို့၃ချိန်ခေါ်ဆိုတယ်သာတို့၃ချိန်ခေါ်ဆိုပြီးတော့ယဟန်ပရိသတ်ဘေကုဏီမပရိသတ်အမျိုးသားမျိုးသွင်းပရိသတ်၄ပါးတို့ကိုရှစ်သားရှစ်သမီးတို့သင်တို့သည်လည်းပဲဒီမေတ္တာသုတ်တံတရားတော်မြတ်ကိုနာယူကြပွားများကြဆင်ញင်ကြအာတုကြမေတ္တာသုတ်တံတရားတော်မြတ်ကိုနာယူမှတ်သားသုံးသပ်ဆင်ပွားများတာပုဂ္ဂိုလ်မှန်သမျှတို့ကိုနတ်ကောင်းနတ်မြတ်နာအပေါင်းတို့ကစောင့်ချောင်မှုကိုခံစားရကလောကီလောကုတ္တရာနတ်ဖြာသောချမ်းသာဒုက္ခတိခံစားနိုင်ကြောင်းမြတ်စွာဘုရားမိန့်တော်မူခဲ့သောမေတ္တာသုတ်တံကိုဥစွာပထမနာယူမှတ်သားကြမယ်လို့ရှိပြီးတော့ဘုရားရှင်ဟောနေတဲ့ဘုံတရံကိုမှန်းမြော်စပြီးဘုရားကိုအာယုံယူထားပါဘုံတော်ကိုမှန်းစကုံတော်တန်းကအာယုံနှလုံးသွင်းထားပါဘုရားမြတ်တလောကလုံးမှာရှိနေကြသောနတ်ကောင်းနတ်မြတ်အပေါင်းတို့ကိုဖိတ်မှန်တကပြုပါမယ်သမန္တာဇဂဝါလေသောတရကိစ္ဆန္တုဒေဝတာသာဓမ္မမုနိရာဇတသုဏတောသက်ကမောကတံဓမ္မသဝနာကာလောအယံပတ္တန္တာဓမ္မသဝနာကာလောအယံပတ္တန္တာဓမ္မသဝနာကာလောအယံပတ္တန္တာကိုယ်ဆောင်နဲ့ကျိုးဆောင်နဲ့ရင်ဆောင်နဲ့ခြံဆောင်နဲ့ရက်ွက်ဆောင်နဲ့မျိုးဆောင်နဲ့ပြည်ဆောင်နဲ့နိုင်ငံဆောင်နဲ့ကဘာဆောင်နဲ့
စကြဝဠာကဘာမြေပြုပြန်ပြမြောကြီးမာကြောက်တော်နာကောင်းနံပေါင်းနာပေါင်းတို့သရုပ်မာတဲ့တာဝရဏယာမတုတိတာနေမန္တိပရဏိမိတဝတ္တဝတိနတ်ပြေလျှောက်တဗျာမောနဇနဗျာမပေါင်းတို့အားကျွန်ုပ်တို့ဖိမှန်တကပြုပါပေ၏ကျွန်ုပ်တို့သည်ဘုရားမြတ်စွာဘုရားဟောမိန်အပ်သောမေတ္တာသုတ်တံတရားတော်မြတ်ကမမေတ္တာကမ္မတစီပြမှာမို့လို့သင်သူတော်ကောင်းတို့အားဖိမှန်တကပြုပါပေ၏သင်တို့သည်လာရောက်ပြီးတော့တရားတော်မြတ်ကိုနာယူနိုင်ကြပါသည်ပွားများနိုင်ကြပါစေကျွန်ုပ်တို့သည်ဖိမှန်တကပြုပါ၏သင်တို့ရဲ့အမိတ်ဆွေဖြစ်သင်တို့ရဲ့အပေါင်းသိပြည့်နဲ့ဖိမှန်တကပြုပါပေ၏လာရောက်ပြီးတရားတော်မြတ်ကိုနာယူမှတ်သားနိုင်ကြပါကုန်စေနမောတတ္တဗဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဗဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဗဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တယလနုဘဝတောယကနေဝန္တတံတိပေတနံယဉ္ဇိတိဝန္တောဇံတော်ရတိန္ဒီဝအမတ္တန္တိတောဒုက္ခသုပတိသောသောသဗ္ဗဗံကိသိနဗ္ဗတတိဧဝမတိကုဏုပေတံပရိဒံတံဗနမဟိကာရဏိယမတ္တံကုသရိဏယန္တသန္တံပဒံအပိသမေသသေကောဥဇောဇသောသုတသုဝါဇောသတ္တသမုဒိနာတိမန္တိသန္တုတကောသသုဘရောဇာဘကိသောသတံလောကဟုတ်တိသန္တုတရိယောဇာနိဘကောဇာအပကပောကုလိသွာနန္တုကိတောနာသဂௌတမဇရေကိသိယေနဝိညုပေဥပဝတ္တိယောဒုက္ခိနောဝဂိမိနောဝန္တုတပ္ပတတ္တဝန္တုဒုက္ခိတတ္တယေကိသိပါဏဗုဒ္ဓတိတတဝါထဝရဝနဝတိတံဒီဃဝယေဝမန္တာမျက်စိမယတကနုက္ခထုလာဒိဋ္ဌဝယေဝဒိဋ္ဌယေဝတုယေဝသန္တိအဝိတုယေဘုရားဝတံပဝေတိဝသဗ္ဗတတ္တဝန္တုဒုက္ခိတတ္တနာဘရောဗရဏိကောဝေဒနာတိမေနကတာစိနကေစီဗျာရောတနာပတိကသညနိယမညတဒုက္ခမိတ်စေယမာတယတနိယံဗုဒ္ဓမာယုတဧကဗုဒ္ဓမနောယခေဧဝံဘိသဗ္ဗပုရိသုမနတဗ္ဗဝရိအပရိမာဏံမေတ္တေသတ္တဗလောကသမိမာနတံဘာဝရိအပရိမာဏံဗုဒ္ဓံဒောဇာတိရိယိဇာအလံပတံဝေရမတံပတံဒိဋ္ဌံဇရဏိတိနောဝတေယနောယဝတ္တတဝိတမိတောဣဒံတတယဒိဋ္ဌယပြမမေတံဝိဟာရမိတမဟုဒိဋ္ဌိဇာနုပကမသီလဝတ္တတနေနတံပန္တောကာမိတုဝိနယဂေတံနာယိဇတုကပ္ပတိယပုညရေတိဘုရားရှင်စတင်ပြီးဟောတော်မူတဲ့စကားလုံးကကာရဏိယမတ္တံကုသရိဏယန္တသန္တံပဒံအပိသမေသတကောဥသုသတောဥသုသတုဝါသောသတသမုဒိနတိမနိသန္တုတကောသတုဘောရောဇအဘဂိသောသတံလောကဟုတ်တိသန္တုတရိယောဇန္တိဘကောဇအဘကဘောကုလိသွားနနုဂိဒေါနသဂௌတမဇရိကိသိယေနဝိညုဘေဥပဝတ္တိယံဒုက္ခိနောဝဂိမိနောဝန္တောသဗ္ဗတတ္တဝရဒုက္ခိတတ္တာယေကိစီပါဏဗုဒ္ဓတိတတဝါထဝရဝနဝသေတံဒီဃဝယေဝမန္တမေဇိမယတကနုကတေလာဒိတဝယေဝဒိတယေဝတုယေဝတတိအဝိတုယေဘုဒ္ဓဝါသမဝိသီဝသဗ္ဗတတ္တဝန္တောဒုက္ခိတတ္တနာဘောရောပရဏိကုဝေဒနာတိမေနကတာစိနာကေစီဗျာရောတနာပတိကသိညာနိညာမညတဒုက္ခမေစီယမတာဒါနိယဗုဒ္ဓမယုတိုင်ကဗုဒ္ဓမနောယခေနဘရောပရဏိကုဝေဒနာတိမေနကတာစိနာကေစီဗျာရောတနာပတိကသိညာနိညာမညတဒုက္ခမေစီယမာတာယတ္တနိယဗုဒ္ဓမယုတိုင်ကဗုဒ္ဓမနောယခေဧဝံဝိသဗ္ဗပုရိသောမနတံဘာဝရိအပရိမာဏဩဒံဒောဇာจิริယိဇာအသံပတ္တဝေရမတံပတ္တဒိဋ္ဌံဇရဏိတိနောဝတေယနောယဝတ္တတဝိတမိတောဧတံတတိအဋ္ဌိတယပြမမေတံဝိဟာရမိတမဟုဒိဋ္ဌိဇာနုပကမံသီလဝဒသနိနတမနောကာမိတုဝိနိယဂေတနာယိဇတုကပ္ပတယပုဏ္ဏရေတိဧမိနာပရိဒဓမ္မနုဘာဝေနသောတုတိဟောတုသဗ္ဗတဧမိနာပိဒဓမ္မနုဘာဝေနသဘုဒ္ဓမြတ်စွာဘုရား၏ဟောပေါ်ညွန်ပြပေးအပ်သောမေတ္တာသုတ်တံတရားတော်မြတ်ကိုနာယူမှတ်သားသောကုသိုလ်စေနာတရားဆွမ်းတို့ကြောင့်ဒေတုမကံယောဂီသူတော်စင်များနဲ့မြို့သူမြို့သားနေသူနေတာကဘာသူကဘာသားတို့သည်ဒုက္ခမင်္ဂလာဤကောင်းကျိုးချမ်းသာမင်္ဂလာပေါင်းတို့သည်ဝတ္တံတုကောင်းစွာမှန်သွေတို့ပါနိုင်ကြပါစေကုန်သတည်းမေတ္တာတုတ်ကမ္မထံစီဖြံပြီးတော့မှမေတ္တာကမ္မထံကိုပွားများကြမယ်ဘုရားရှင်ကတောယဌာနမှာတတပင်ဝါတပင်အောက်ကိုမှီပြီးတော့တရားအထုတ်ရတဲ့ယဟန်တော်900တို့ကိုအကြောင်းရင်းခံ၍မေတ္တာသုတ်ပေါ်ပေါက်ခဲ့တယ်
ကမ္မထံအားထုတ်လို့မရလောက်အောင်ဒေါဆောင်နဲ့တည်းတောင်ဆောင်နဲ့တည်းရုပ်ကစိုးနဲ့တည်းကယဟန်တော်များသူတို့နေရာမှာလာနေတော့ကြောက်စရာအဆင်မျိုးစုံအသံမျိုးစုံအနတ်မျိုးစုံတွေအိမ်မက်မျိုးစုံတွေမြင်ပြီးတော့အရှင်မြတ်900တို့သည်တရားအားထုတ်လို့တမာတိမဖြစ်မထေရကြီး၆ထားတော့မထေရကြီးကလည်းငါရှင်တို့အိန္ဒိယတပည့်တော်တို့တရားအားထုတ်ရန်မသင့်တော်ဘူးထင်ပါရဲ့ဘုရားရှင်ထံတော်ဘာမှာသွားပြီးနေရာတောင်းကြရအောင်အကျဉ်းကာလနဲ့ဘုရားရှင်ဒီနေရာပေးခဲ့ညာထိုနေရာနဲ့တပည့်တော်များတရားနဲ့မွေးပြောကြပါကုန်စို့လို့ကိုကြီးကုန်းကသပိတ်ကလေးတွေယူဆောင်ပြီးဘုရားကိုလာပြီး၆ထားလို့ဘုရားရှင်ကယဟန်တော်များရဲ့အတိတ်ကိုတိတော်မူခြင်းကြောင့်ယဟန်တို့ပြန်ပြီးသွားကြအိန္ဒိယတိသင်ရှင်သားတို့အတွက်ကျေးဇူးများလိမ့်မယ်သို့တော်ငါဘုရားသင်ပေးအပ်သောဒီမေတ္တာသုတ်တံတရားတော်မြတ်ကိုဆောင်းသွားကြပွားများသွားကြဆင်းရဲသွားကြလို့ဘုရားရှင်ကရဏီယမတ္တံကုသရိနာစတဲ့ဂါထာတော်တို့ကိုတန်ဆာဆင်း၍သင်ပေးလိုက်သည်ရှိသောအရှင်မြတ်900တို့သည်မြတ်စွာဘုရားထံတော်ဘာကမေတ္တာသုတ်ကိုသင်ယူ၍မေတ္တာကမ္မထံစီးပြန်ပြီးလမ်းတစ်လျှောက်လို့စီးပြန်ကိုတို့နေတဲ့နေရာကိုလမ်းပြီးတော့မေတ္တာလေးပို့လိုက်တော့ဒေါဆောင်နဲ့တောင်းဆောင်နဲ့ဘုံမစိုးတို့ကစိုးနဲ့ဒီစိတ်တွေပြောင်းလဲပြီးမေတ္တာစွမ်းအားမေတ္တာသုတ်တကိုးတော်ကြိုးကြောင့်စိတ်တွေပြောင်းဤကရှင်အရှင်မြတ်ကြီးများအတွက်နေရာသက်ပင်အောက်တိုင်းသက်ပင်အောက်တိုင်းမှာတပါးကြောင်ကလေးတွေ900ဖန်တီဖန်ဆင်းပေးထားကြတန်ရှင်ပြုလုပ်ထားကြအရှင်မြတ်ကြီးတို့ကိုလည်းပဲလှမ်းပြီးတော့ကြိုးဆိုတပိတ်သင်္ကန်းယူဆောင်ပြီးတော့အရှင်ဘုရားမြတ်စိတ်ချမ်းမြေစွာဖြင့်တရားအထုတ်တော်မူကြပါတပည့်တော်များကကပ္ပိယပဲဆောင်ရွက်ပါမယ်လို့လျှောက်ထားလို့အရှင်မြတ်900တို့သည်မေတ္တာကမ္မထံစီးဖြန်းလိုက်ဝိပဿနာအထုတ်ဝိပဿနာအထုတ်မေတ္တာကမ္မထံစီးဖြန်းလိုက်အဲ့ဒါလို့ပွားများကြီးနဲ့ညမကြခင်မှာအာသဝကုန်ခံလို့ယဟန္တာတွေဖြစ်တော်မူခဲ့ကြတယ်ယဟန္တာဖြစ်တော်မူကြခြင်းသည်မေတ္တာသုတ်ရဲ့ကျေးဇူးမေတ္တာသုတ်မေတ္တာကမ္မထံအထုတ်တဲ့ပုဂ္ဂိုလ်တို့ကိုနတ်အပေါင်းတို့ကစောင့်ချောက်မှုခံစားရကတရားတွေတိုးတက်ပြီးမျက်မှောက်ပြုနိုင်ကြောင်းမြတ်စွာဘုရားရှင်ဆုံးမအတိုင်းယဟန္တာဖြစ်ပြီးတော့ဘုရားရှင်ထံတော်ဘာပြန်ကြွယဟန်တော်ရှင်မြတ်တွေကခိနာဇာတိဟုတိတံဗျမစရိယနာပရဣတထယဘမြတ်စွာဘုရားတပည့်တော်တို့နောက်တဲ့တပံပရိပန္တိနေစရာမရှိတော့ပါဘုရားကျင့်စရာလည်းမရှိတော့ပါဘုရားဤလောကကြီးကိုပြန်မလာတော့ပါဘုရားလို့လျှောက်ထားတော့ယတာတို့သုံးချိန်ခေါ်ဆိုတယ်သာတို့သုံးချိန်ခေါ်ဆိုပြီးတော့ယဟန်ပရိသတ်ဘေကုဏီမပရိသတ်အမျိုးသားမျိုးတွေပရိသတ်၄ပါးတို့ကိုရှစ်သားရှစ်သမီးတို့သင်တို့သည်လည်းပဲဒီမေတ္တာသုတ်တံတရားတော်မြတ်ကိုနာယူကြပွားများကြဆင်ញင်ကြအားထုတ်ကြမေတ္တာသုတ်တံတရားတော်မြတ်ကိုနာယူမှတ်သားသုံးသက်ဆင်ပွားများတာပုဂ္ဂိုလ်မှန်သမျှတို့ကိုနတ်ကောင်းနတ်မြတ်နာအပေါင်းတို့ကစောင့်ချောင်မှုကိုခံစားရကလောကီလောကုတ္တရာနတ်ဖြာသောချမ်းသာဒုက္ခတိခံစားနိုင်ကြောင်းမြတ်စွာဘုရားမိန့်တော်မူခဲ့သောမေတ္တာသုတ်တံကိုဥစွာပထမနာယူမှတ်သားကြမယ်လို့ရှိပြီးတော့ဘုရားရှင်ဟောနေတဲ့ဘုံတရံကိုမှန်းမြော်စပြီးဘုရားကိုအာယုံယူထားပါဘုံတော်ကိုမှန်းစကုံတော်တန်းကအာယုံနှလုံးသွင်းထားပါဘုရားမြတ်တလောကလုံးမှာရှိနေကြသောနတ်ကောင်းနတ်မြတ်အပေါင်းတို့ကိုဖိတ်မှန်တကပြုပါမယ်သမန္တာဇဂဝါလေသောတရကိစ္ဆံတုဒေဝတာသာဓမ္မမုနိရာဇသသုဏတောသက်ကမောကတံဓမ္မသဝနာကာလောအယံပတ္တန္တာဓမ္မသဝနာကာလောအယံပတ္တန္တာဓမ္မသဝနာကာလောအယံပတ္တန္တာကိုယ်ဆောင်နဲ့ကျိုးဆောင်နဲ့ရင်ဆောင်နဲ့ခြံဆောင်နဲ့ရက်ွက်ဆောင်နဲ့မြို့ဆောင်နဲ့ပြည်ဆောင်နဲ့နိုင်ငံဆောင်နဲ့ကဘာဆောင်နဲ့စကြဝဠာကဘာမြေပြုပြန်ပြမြို့ကြီးမာကြကောနာကောင်းနံပေါင်းနာပေါင်းတို့သရုပ်မာတဲ့တာဝရဏယာမတုတိတာနေမန္တိပရဏိမိတဝတ္တဝတိနတ်ပြည်လျှောက်တဗျာမောနဲ့ဇနဗျာမပေါင်းတို့အားကျွန်ုပ်တို့ဖိမှန်တကပြုပါပေ၏ကျွန်ုပ်တို့သည်ဘုရားမြတ်စွာဘုရားဟောမိန်အပ်သောမေတ္တာသုတ်တံတရားတော်မြတ်ကမေတ္တာကမ္မတစီပြမှာမို့လို့သင်သူတော်ကောင်းတို့အားဖိမှန်တကပြုပါပေ၏သင်တို့သည်လာရောက်ပြီးတော့တရားတော်မြတ်ကိုနာယူနိုင်ကြပါသည်ပွားများနိုင်ကြပါစေကျွန်ုပ်တို့သည်ဖိမှန်တကပြုပါ၏သင်တို့ရဲ့မိတ်ဆွေဖြစ်သင်တို့ရဲ့အပေါင်းသိပြည့်နဲ့ဖိမှန်တကပြုပါပေ၏လာရောက်ပြီးတရားတော်မြတ်ကိုနာယူမှတ်သားနိုင်ကြပါကုန်စေ
Namo Tata Bhagavato Arahato Samma Sambuddhassa Namo Tata Bhagavato Arahato Samma Sambuddhassa Namo Tata Bhagavato Arahato Samma Sambuddhassa Yalanubhavato Yakani Vandasanti Vedanam Yanjiti Vanu Sandora Diva Amadandito Tokanto Vedito Dosa Babangisi Nabatati Eva Mati Gunu Vedam Varidam Dambanamahi Karaniya Madam Kudrina Yandandam Vedam Abhitamesa Seko Zatu Sudatu Vaso Satata Mudi Nadi Mandi Landu Dago Zatu Barosa Bagi Sota Tana Uka Udi Landu Trinyo Sani Bagosa Abaga Bokuli Twanandu Kito Nasa Goda Mazare Kiti Yena Winyobi Uba Wadiyo Duki no Wakimi no Wanu Tabatata Wandu Duki Tata Yekezi Bana Buddhati Tata Watawara Wanawatinta Digawa Yiwa Manda Misi Mayataka Nuka Tula Dedawa Yiwa Dita Yiwa Duya Watandi Awidu Yabura Watamba Widi Watabatata Wandu Duki Tata Naboro Baraniko Veda Nadi Minakata Sinakesi Pyaro Tanabdika Tinyaniya Minyata Doka Mesia Madayata Niyam Buddha Mayuta Ika Buddha Manoyeke Ewan Bita Baburi Dumanata Bawari Abarimanam Medita Baloga Dami Manata Bawari Abarimanam Odang Dosa Diri Yinza Alambeda Wida Matambeda Titan Saraniti No Wataya No Yawadata Widamido Edam Tadiya Tidiya Bima Mita Wiyara Mita Mahu Titi Zanupakamadila Wadatanina Tambando Kamitu Winiya Gidana Izendo Gabatiya Punyariti Payashin Satibi Horo Mude Segalunga Karaniya Madam Kudrina Yandatanam Bedam Vitamesa Tako Usutatu Usutatu Vaso Satata Mudina Dimani Lando Tako Satu Barosa Abaki Sotata Nauka Uding Lando Trio Sani Bagosa Abaka Vokuli Twananu Dona Sakuta Masari Kisi Yena Winyobi Uba Wadiyo Tukina Wagamina Wanutava Tata Wanatuki Tata Yekesi Bana Buddhati Tata Watawara Wanawatinta Digawa Yiwa Manda Misi Mayataka Nuka Tiladita Wa Yiwa Dita Yiwa Duya Watati Awiduye Buddha Watama Vidi Watava Tata Wanatuki Tata Naboro Paraniko Vedanati Minakata Sinakesi Pyaro Tanabdika Tinyaniya Minyata Doka Mesia Madadaniya Buddha Mayuta Ika Buddha Manoyeke Naboro Paraniko Vedanati Minakata Sinakesi Pyaro Tanabdika Tinyaniya Minyata Doka Mesia Madayadaniya Buddha Mayuta Ika Buddha Manoyeke Ewan Vitamba Pureto Manatamba Wari Abrimana Odang Dosa Jiri Yinza Alambada Wida Matambada Titan Saraniti No Wataya No Yawadata Wida Mido Edan Tadi Aditya Bima Mida Wiyara Mida Mahu Teti Zanupakamadila Wadatanina Tamano Kamitu Winiya Gidana Izadu Gabatiya Punariti Emina Parita Dhammanuba Wina Totuti Hodu Tabata Emina Parita Dhammanuba Wina Sa Buddha Myaswasiniya I Hobo Nyon Bia Pia To Mita Todan Diyaro Myako Nayu Matata Kudosina Dara Swadu Jam Tetu Makan Yogi Drodi Myane Myuto Myuta Netu Neta Gavadu Gavata Duti Tuka Milani Kong Jo Chanta Mingla Bondo Di Wajandu Kong Zwa Malkwe Tupa Nanja Basi Kong Tadi Yada Tuka Metan Sipshan Bidoma Yada Kamatango Wamya Jame ဘုရားရှင်ကတောယဌာနမှာတတပင်ဝါတပင်အောက်ကိုမှီပြီးတော့တရားအထုတ်ရတဲ့ယဟန်တော်900တို့ကိုအကြောင်းရင်းခံ၍မေတ္တာသုတ်ပေါ်ပေါက်ခဲ့တယ်ကမ္မထံအထုတ်လို့မရလောက်အောင်ဒေါဆောင်နဲ့တည်းတောင်ဆောင်နဲ့တည်းရုပ်ကစိုးနဲ့တည်းကယဟန်တော်များသူတို့နေရာမှာလာနေတော့ကြောက်စရာအဆင်မျိုးစုံအသံမျိုးစုံအနတ်မျိုးစုံတွေအိမ်မက်မျိုးစုံတွေမြင်ပြီးတော့အရှင်မြတ်900တို့သည်တရားအားထုတ်လို့တမာတိမဖြစ်မထေရကြီး၆ထားတော့မထေရကြီးကလည်းငါရှင်တို့အိနိယတပည့်တော်တို့တရားအားထုတ်ရန်မသင့်တော်ဘူးထင်ပါရဲ့ဘုရားရှင်ထံတော်ဘာမှာသွားပြီးနေရာတောင်းကြရအောင်
အကျဉ်းကာလနဲ့ဘုရားရှင်သည်နေရာပေးခဲ့ညာထိုနေရာနဲ့တပိတော်များတရားနဲ့မွေးပြောကြပါကုန်စို့လို့ကိုကြီးကုန်းကသပိတ်ကလေးတွေယူဆောင်ပြီးဘုရားကိုလာပြီးခြောက်ထားလို့ဘုရားရှင်ကယဟန်တော်များရဲ့အတိတ်ကိုသိတော်မူခြင်းကြောင့်ယဟန်တို့ပြန်ပြီးသွားကြဤနေရာသည်သင်ရှင်သားတို့အတွက်ကျေးဇူးများလိမ့်မယ်သို့တော်ငါဘုရားသင်ပေးအပ်သောဒီမေတ္တာသုတ်တံတရားတော်မြတ်ကိုဆောင်းသွားကြပွားများသွားကြဆင်ရင်သွားကြလို့ဘုရားရှင်ကရဏီယမတ္တံကုသရိနာစတဲ့ဂါထာတော်တို့ကိုတန်ဆာဆင်း၍သင်ပေးလိုက်သည်ရှိသောအရှင်မြတ်900တို့သည်မြတ်စွာဘုရားထံတော်ဘာကမေတ္တာသုတ်ကိုသင်ယူ၍မေတ္တာကမ္မထံစီးပြန်ပြီးလမ်းတစ်လျှောက်လို့စီးပြန်ကိုတို့နေတဲ့နေရာကိုလမ်းပြီးတော့မေတ္တာလေးပို့လိုက်တော့ဒေါသောနဲ့တောင်းသောနဲ့ဘုံမစိုးတို့ကစိုးနဲ့ဒီစိတ်တွေပြောင်းလဲပြီးမေတ္တာစွမ်းအားမေတ္တာတုတ်တကိုးတော်ကြိုးကြောင့်စိတ်တွေပြောင်းဤကရှင်အရှင်မြတ်ကြီးများအတွက်နေရာသက်ပင်အောက်တိုင်းသက်ပင်အောက်တိုင်းမှာတပါးကြောင်ကလေးတွေ900ဖန်တီဖန်ဆင်းပေးထားကြတန်ရှင်ပြုလုပ်ထားကြအရှင်မြတ်ကြီးတို့ကိုလည်းပဲလှမ်းပြီးတော့ကြိုးဆိုတပိတ်သင်္ကန်းယူဆောင်ပြီးတော့အရှင်ဘုရားမြတ်စိတ်ချမ်းမြေစွာဖြင့်တရားအထုတ်တော်မူကြပါတပည့်တော်များကကပ္ပိယပဲဆောင်ရွက်ပါမယ်လို့လျှောက်ထားလို့အရှင်မြတ်900တို့သည်မေတ္တာကမ္မထံစီးဖြန်းလိုက်ဝိပဿနာအထုတ်ဝိပဿနာအထုတ်မေတ္တာကမ္မထံစီးဖြန်းလိုက်အဲ့ဒါလို့ပွားများကြီးနဲ့ညမကြခင်မှာအာသဝကုန်ခံလို့ယဟန္တာတွေဖြစ်တော်မူခဲ့ကြတယ်ယဟန္တာဖြစ်တော်မူကြခြင်းသည်မေတ္တာသုတ်ရဲ့ကျေးဇူးမေတ္တာသုတ်မေတ္တာကမ္မထံအထုတ်တဲ့ပုဂ္ဂိုလ်တို့ကိုနတ်အပေါင်းတို့ကစောင့်ချောက်မှုခံစားရကတရားတွေတိုးတက်ပြီးမျက်မှောက်ပြုနိုင်ကြောင်းမြတ်စွာဘုရားရှင်ဆုံးမအတိုင်းယန္တာဖြစ်ပြီးတော့ဘုရားရှင်ထံတော်ဘာပြန်ကြွယန္တော်ရှင်မြတ်တွေကခိနာဇာတိဟုတိတံဗျမစရိယနာပရဣတတရားပါမြတ်စွာဘုရားတပည့်တော်တို့နောက်တဲ့တပံပရိပန္တိနေစရာမရှိတော့ပါဘုရားကျင့်စရာလည်းမရှိတော့ပါဘုရားဤလောကကြီးကိုပြန်မလာတော့ပါဘုရားလို့လျှောက်ထားတော့ယတာတို့သုံးချိန်ခေါ်ဆိုတယ်သာဓုသုံးချိန်ခေါ်ဆိုပြီးတော့ယဟန်ပရိသတ်ဘေကုဏီမပရိသတ်အမျိုးသားမျိုးသွင်းပရိသတ်၄ပါးတို့ကိုရှင်းသားရှင်းသမီးတို့သင်တို့သည်လည်းပဲဒီမေတ္တာသုတ်တံတရားတော်မြတ်ကိုနာယူကြပွားများကြဆင်ញင်ကြအာတုကြမေတ္တာသုတ်တံတရားတော်မြတ်ကိုနာယူမှတ်သားသုံးသက်ဆင်ပွားများတာပုဂ္ဂိုလ်မှန်သမျှတို့ကိုနတ်ကောင်းနတ်မြတ်နာအပေါင်းတို့ကစောင့်ချောင်မှုကိုခံစားရကလောကီလောကုတ္တရာနတ်ဖြာသောချမ်းသာဒုက္ခတိခံစားနိုင်ကြောင်းမြတ်စွာဘုရားမိန့်တော်မူခဲ့သောမေတ္တာသုတ်တံကိုဥစွာပထမနာယူမှတ်သားကြမယ်လို့ရှိပြီးတော့ဘုရားရှင်ဟောနေတဲ့ဘုံတရံကိုမှန်းမြော်စပြီးဘုရားကိုအာယုံယူထားပါဘုံတော်ကိုမှန်းစကုံတော်တန်းကအာယုံနှလုံးသွင်းထားပါဘုရားမြတ်တလောကလုံးမှာရှိနေကြသောနတ်ကောင်းနတ်မြတ်အပေါင်းတို့ကိုဖိတ်မှန်တကပြုပါမယ်သမန္တာဇဂဝါလေသောတရကိစ္ဆန္တုဒေဝတာသာဓမ္မမုနိရာဇသသုဏတောသက်ကမောကတံဓမ္မသဝနာကာလောအယံပတ္တန္တာဓမ္မသဝနာကာလောအယံပတ္တန္တာဓမ္မသဝနာကာလောအယံပတ္တန္တာကိုယ်ဆောင်နဲ့ကျိုးဆောင်နဲ့ရင်ဆောင်နဲ့ခြံဆောင်နဲ့ရက်ွက်ဆောင်နဲ့မြို့ဆောင်နဲ့ပြည်ဆောင်နဲ့နိုင်ငံဆောင်နဲ့ကဘာဆောင်နဲ့စကြဝဠာကဘာမြေပြုတ်ပြန်ပြမြို့ကြီးမာကြောက်တော်နာကောင်းနံပေါင်းနာပေါင်းတို့သရုပ်မာတဲ့တာဝရဏယာမတုတိတာနေမန္တိပရဏိမိတဝတ္တဝတိနတ်ပြေလျှောက်တံဗျာမောနဲ့ဇနဗျာမပေါင်းတို့အားကျွန်ုပ်တို့ဖိမှန်တကပြုပါပေ၏ကျွန်ုပ်တို့သည်ဘုရားမြတ်စွာရှင်ရဟောမိန်အပ်သောမေတ္တာသုတ်တံတရားတော်မြတ်ကမေတ္တာကမ္မတစီပြမှာမို့လို့သင်သူတော်ကောင်းတို့အားဖိမှန်တကပြုပါပေ၏သင်တို့သည်လာရောက်ပြီးတော့တရားတော်မြတ်ကိုနာယူနိုင်ကြပါစေပွားများနိုင်ကြပါစေကျွန်ုပ်တို့သည်ဖိမှန်တကပြုပါ၏သင်တို့ရဲ့မိတ်ဆွေဖြစ်သင်တို့ရဲ့အပေါင်းသိပြည့်နဲ့ဖိမှန်တကပြုပါပေ၏လာရောက်ပြီးတရားတော်မြတ်ကိုနာယူမှတ်သားနိုင်ကြပါကုန်စေနမောတတ္တဗဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဗဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဗဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တယလနုဘဝတောယကနေဝန္တတံတိပေတနံယဉ္ဇိသိဝန္တောဇံတော်ရတိန်ဒီဝအမတ္တံတိတောဒုက္ခသုပတိသောသောသဗ္ဗမံကိသိနဗ္ဗတတိဧဝမတိကုဏုပိတံပရိဒံတံဗနမဟိကာရဏီယမတ္တံကုသလိနာယန္တသန္တံပဒံအပိသမေသသက်ကောဇောဇသောသုသသုဝါဇောသတ္တမုဒိနာတိမန္တိ
သန္တုတကောဇာတုပါရောဇာဘကိသောဇာတန်လာဟုကဟုတ်တိသန္တုတရိယောဇာနိဘကောဇာအပကပောကုလိသွာနန္တုကိတောနာသဂௌတမဇရေကိသိယေနဝိညုပေဥပဝတ္တိယောဒုက္ခိနောဝဂိမိနောဝန္တုတပ္ပတတ္တဝန္တုဒုက္ခိတတ္တယေကိသိပါဏဗုဒ္ဓတိတတဝါထဝရဝနဝတိတာဒီဃဝယေဝမန္တာမေဇိမယတကနုက္ခထုလာဒိဋ္ဌဝယေဝဒိဋ္ဌယေဝတုယေဝသန္တိအဝိတုယေဘုရားဝတံပဝေတိဝတပ္ပတတ္တဝန္တုဒုက္ခိတတ္တနာဘရောပရဏိကောဝေဒနာတိမေနကတာစိနကေစီဗျာရောတနာပတိကသညနိယမညတဒုက္ခမိတ်စေယမာတယတနိယံဗုဒ္ဓမာယုတဧကဗုဒ္ဓမနောယခေဧဝံမိတပ္ပပုရိသုမနတပ္ပဝရိအပရိမာဏံမေတ္တေသတ္တပလောကသမိမာနတံပဝရိအပရိမာဏံဩဒံဒောဇာတိရိယိဇာအလံပတံဝေရမတံပတံဒိဋ္ဌံဇရဏိတိနောဝတေယနောယဝတ္တဝိတမိတောဣဒံတတယဒိဋ္ဌိယပြမမေတံဝိဟာရမိတ္တမဟုဒိဋ္ဌိဇာနုပကမသီလဝတ္တနေနတံပန္နောကာမိတုဝိနေယဂေတံနာယိဇတုကပ္ပတိယပုညရေတိဘုရားရှင်စတင်ပြီးဟောတော်မူတဲ့စကားလုံးကကရဏီယမတ္တကုသရိနယတ္တသန္တံပဒံအဘိသမေသတကောဩဇုသတောသုတတုဝါသောသတသမုဒိနတိမနိသန္တုတကောဇာတုဘောရောဇာအဘဂိသောဇာတံလောကဟုတ်တိသန္တုတရိယောဇာနိဘကောဇာအဘကဘောကုလိသွားနနုဂိဒေါနသဂௌတမစရိကိသိယေနဝိညုဘေဥပဝတ္တိယံဒုက္ခိနဝဂေမိနဝန္တောတပ္ပတတ္တဝရဒုက္ခိတတ္တာယေကေစီပါဏဗုဒ္ဓတိတတဝါထဝရဝနဝသေတံဒီဃဝယေဝမန္တမေဇိမယတကနုကတိလာဒိဋ္ဌဝယေဝဒိဋ္ဌယေဝတုယေဝတတိအဝိတုယေဘုဒ္ဓဝါသမဝိသီဝါသဗ္ဗတတ္တဝန္တောဒုက္ခိတတ္တနာဘောရောပရဏိကုဝေဒနာတိမေနကတစိနာကေစီဗျာရောတနာပတိကသိညာနိညာမညတဒုက္ခမိစေယမတာဒါနိယဗုဒ္ဓမယုတိုင်ကဗုဒ္ဓမနောယခေနဘရောပရဏိကုဝေဒနာတိမေနကတစိနာကေစီဗျာရောတနာပတိကသိညာနိညာမညတဒုက္ခမိစေယမာတာယတ္တနိယံဗုဒ္ဓမာယုတိုင်ကဗုဒ္ဓမနောယခေဧဝံဝိတ္တပပုရေတောမနတံပါဝရိအပရိမာဏဩဒံဒောဇာจิริယိဇာအသံပတ္တဝေရမတံပတ္တဒိဋ္ဌံဇရဏိတိနောဝတေယနောယဝတ္တဝိတမိတောဧတံတတိအဋ္ဌိတယပြမမေတံဝိဟာရမိတမဟုဒိဋ္ဌိဇာနုပကမံသီလဝဒသနိနတမနောကာမိတုဝိနိယဂေတနာယိဇတုကပ္ပတယပုဏ္ဏရေတိဧမေနပရိဒဓမ္မနုဘာဝေနသောတုတိဟောတုသဗ္ဗတဧမေနပိဒဓမ္မနုဘာဝေနသဘုဒ္ဓမြတ်စွာရှင်နေရာဤဟောပေါ်ညွန်ပြပေးရသောမေတ္တာသုတ်တံတရားတော်မြတ်ကိုနာယူမတတ်သောကုသိုလ်စေနာတရားဆွမ်းတို့ကြောင့်ဒေတုမကံယောဂီသူတော်စင်မြတ်နဲ့မြို့သူမြို့သားနေသူနေတာကဘာသူကဘာသားတို့သည်ဒုက္ခမင်္ဂလာဤကောင်းကျိုးချမ်းသာမင်္ဂလာပေါင်းတို့သည်ဝတ္တံတုကောင်းစွာမှန်သွေတို့ပါနိုင်ကြပါစေကုန်သတည်း